ကျမဒီနေ့အိန္ဒိယဆိုင်မှာအာပုံစံမှုတ်တွေ့လာလို့စမ်းလုပ်ကြည့်မယ်ဆိုပြီးတော့တထုပ်ဝယ်လာကြည့်လိုက်ပါတယ်။သူ့အညွှန်းကဘလို့ရေးထားလဲဆိုတော့အာပုံစံမှုတ်တစ်ခွက်ကိုရေလေးခွက်အုံနိုးရေတစ်ခွက်တကြားတစ်ခွက်စားအနည်းငယ်ဘေကင်းဆိုဒါလက်ဖက်ရည်စွန်းနဲ့တစ်စွန်းကိုစလုံးတစ်လုံးနဲ့မှအားလုံးရောထည့်ပြီးတော့တကြားချီတဲ့အထိသမအောင်မှွေပေးရပါမယ်။တကြားချီသွားပြီဆိုလို့ရှိရင်တော့အပူပေးထားတဲ့ဒေအိုတွေကိုမုတ်နှစ်ထည့်ပြီးတော့အပုံလုပ်လို့ရပါပြီနော်။အပုံလုပ်တဲ့အခါမှာမုတ်နှစ်ချက်ဖို့အတွက်အဖုံးလေးနဲ့တော့ခဏလောက်အုပ်ထားပေးရမယ်။အဖုံးကိုဖွင့်ကြည့်လိုက်လို့မုတ်နှကန်းသားလေးတွေကနေပြီးတော့ကျွတ်လာပြီဆိုလို့ရှိရင်ရောင်းမလေးနဲ့အသားလေးမလို့ရပါပြီ။အပုံလုပ်တဲ့နည်းလေးကအရန်လွယ်တဲ့အတွက်ကြောင့်မလို့စမ်းပြီးလှုပ်ရှားကြည့်ကြပါနော်။အရသာလည်းအရန်ရှိပါတယ်။